ကျွန်တော် page 39စီများအတွက်စာရင်းရေးသွင်းခြင်းကိုကျွန်တော်နားလည်တာလေးကိုဇာတ်လေးနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျအသုံးစရိတ်အတွက်စာရင်းသွင်းမယ်ဆိုရင်ပထမဗန်ပေးငွေစာရင်းစာအုပ်ထပ်စာ8ဖြစ်အောက်ပါဇာတ်လေးမှာပုံကျန်းလေးရေးဆွဲပေးထားပါတယ်ဗျဒုတိယအနေနဲ့ငွေစရင်းစာအုပ်ထဆ9အရာအပေးစရာလေးရှိပါတယ်ဗျတတိယအနေနဲ့ထဆ9အပေးသွင်းရပါတယ်ထဆ9မှာငွေစရင်းကောင်းသူမြ1သူမြ2သူမြ2သူမြ1သူမြ2သူမြ2မှသူမြ6သူမြ2ထိရှိပါတယ်ထဆ9မှာဆိုရင်ခေါင်းစဉ်တစ်ခုကိုစာမျက်နှာတစ်ခုထားပြီးသွင်းပါတယ်မြပမာသူမြ1သူမြ1လစာဆိုရင်သူမြ1သူမြ1အတွက်